ကျွန်တော်မြန်မာတိုင်းရင်းစီးပညာကလေကြောက်ကယောဂတွေကိုသူ့အစင်းလိုက်အတိုင်းထိမ့်သိမ့်နိုင်တယ်ကဲလုပ်ပေးနိုင်တယ်ဟုတ်ကြောက်ကရဲ့အခြေအနေကို control လုပ်ဟောပေါ့နော် control ရအောင်ဒီလုပ်ပေးနိုင်တယ်ဆိုတော့ message ပေးခြင်းလို့ကျွန်တော်ကတော့ဒါလေးကိုလက်ခံပြီးရိုက်တာပေါ့ဒီ video ကိုနော်အဒီအမေကဒေါ်မြင့်ထေးတဲ့အမေတင်နော်53နှစ်မုံရွာဟလားဟုတ်ကဲ့မုံရွာကအလောက်ကန်ကြတော့တိလောက်ကပြောလေအကျော်ပြင်အရင်တော့ကလေအရင်တော့လေအကျော်ပြင်အနှိပ်လိုက်တာဩအဲ့လိုလားဟုတ်တယ်အဲ့တိအောင်ဒီတို့ခုမှသိရရောခုဒီယောဂဖြစ်သွားလို့မလုပ်တော့ပါလေမလုပ်တော့ဟုတ်တယ်ဩအဲ့ဆိုဟိုအဲ့ကြောင့်မောင်လေးကအဲ့ဒီပညာရတာနေမှာပေါ့ဟုတ်တယ်ညလေးကဟိုချစ်တန်းကြတယ်လောက်ရတာလေတောင်းသူရောလှုပ်သေးလားတောင်းသူကကျွတ်တော့ရွာမှာသွားတော့မဟုတ်ဟိုကအရင်ကပြောတာအရင်လှုပ်ဘူးတယ်ပုံမှန်တော့တောင်းသူလဲလှုပ်တယ်အဲ့ဒါလဲတောင်းသူကနေပြီးတော့တောင်းသူကိုဖြုတ်တော့မုံရွာအပြီးပြောင်းလာတာ15နှစ်ရှိပြီကျွန်တော်စီကိုတဲ့ဒီဇင်ဘာ3ရက်ကနော်ဒီဇင်ဘာ3ရက်ကနေကျွန်တော်တို့နဲ့ဆက်တွေ့တာပေါ့နော်ကျွန်တော်တို့နဲ့ဆက်တွေ့တဲ့အခါမှာခေါင်းစဉ်ကကြောက်ကဘာဖြစ်တာတော့ကြောက်ကပြည့်စည်တာစကလုံးလေးတော့ရေးရဲသုံးတော့ဟာလားကြောက်ကပြည့်စည်ရဲ့ကျွန်တော်ဒီအဲ့မှာကျွန်တော်ဒီ movie လေးရိုက်ပြတဲ့အခါကအဲ့ပြတဲ့မှာကျွန်တော်မှရွေချက်တစ်ခုရှိတယ်ဟုတ် CKD ပေါ့နော်ဒီကြောက်ကပြတ်သွားတဲ့အခြေအနေကြောက်ကအားနေတဲ့အခြေအနေဆိုရင်တိုင်းစီးနဲ့မကူရပါဘူးတိုင်းစီးတွေမသုံးရပါဘူးဆိုတဲ့ကန့်သက်ချက်တွေကိုကျွန်တော်ကဒါလေးကိုreaction လုပ်တယ်လို့ပဲပြောကြပါစို့เนาะ reaction လုပ်တယ်ဆိုတကယ်ပန်းစီပေးချင်တာတော့ကျွန်တော်တို့ကဒီကတ်ထံမှာပြောတဲ့သုံးသပ်မှုတွေစကလုံးတွေသုံးဖို့မဟုတ်ပါဘူးတိုင်းစီပညာကလည်းကျွန်တော်မြန်မာတိုင်းစီပညာကလည်းကြောက်ကပြတ်တဲ့ပြဿနာပါဝင်ကြောက်ကယောဂတွေကိုသူ့အစင်းလိုက်အတိုင်းထိမ့်သိမ့်နိုင်တယ်ကဲလုပ်ပေးနိုင်တယ်ကြောက်ကရဲ့အခြေအနေကို control လုပ်ဟောပေါ့နော် control ရအောင်ဒီလုပ်ပေးနိုင်တယ်ဆိုတော့ message ပေးခြင်းလို့ကျွန်တော်ကတော့ဒါလေးကိုလက်ခံပြီးရိုက်တာပေါ့ဒီ video ကိုနော်အဓိကတော့ခုလက်ထူးကြပါလေဟုတ်တယ်ကောင်းတယ်ကောင်းတယ်ဟုတ်အဲ့ဒါကြောင့်မလို့ပေါ့နော်ဒါဒီဟွာဆိုရင်ဒေါ်မြင့်ထေးဆိုရင် CKD ပဲ EGF ပါ5ပဲရှိတယ်ဟိုကကျွန်တော်စရောက်တဲ့အချိန်မှာစရောက်တဲ့ creatinine က 9.1 EGFR က5လွန်ခဲ့တဲ့ဒီဇင်ဘာလဆန်းလေးอ่ะပေါ့နော်ဒီဇင်ဘာလဆန်းဆိုခုဆိုဘယ်လောက်ရှိသွားရောဒီဇင်ဘာ January February March April 6လ5လရှိသွားပြီနော်5လရှိပြီ5လရှိသွားပြီဒါအခုလက်ရှိအချိန်လေးကိုကျမ်းမာရေးကိုအခြေအနေရောပြောပြပါဦးအခုအချိန်လေးတော်လေးကောင်းနေဆရာတော်လေးကိုထူကြတယ်ကိုကျမ်းမာရေးကိုခံယူချက်နော်ခံစားချက်ကိုပြောတာနော်အရင်ကကျတော့ဆရာမောတယ်ရားလဲရားတယ်သူကဘယ်လိုပြောမလဲကြွက်တယ်ဓာတ်တက်တာဒီဆေးပုံမှန်ပေါက်လိုက်သည့်အတွက်ကလေအယောင်လေးရောတယ်ကြွက်တယ်လည်းရက်သွားတယ်တော်တော်လေးကောင်းပါတယ်ထူကြတယ်ဆရာဟုတ်ဒါကတော့ဟောပေါ့အခုဝင်းဟိုဘယ်လိုခေါ်မလဲဝိညာဉ်ရှင်ဘက်ကနေခံစားရတဲ့အနေအထားတွေကိုပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်အစနေပြန်ကောက်ကြည့်အောင်နော်စနေပြန်ကောက်ကြည့်အောင်ကျွန်တော်မေးချင်တာလေးတော်မြင့်သေးကိုမေးချင်တာကဒီကျွန်တော်စီမလာခင်ပေါ့နော်ကျွန်တော်စီမလာခင်မှာဘယ်လိုတွေကြိုးစားခဲ့လဲဘယ်လိုတွေကြိုးစားခဲ့လို့မုံရွာသမားတော်နဲ့ပြခဲ့တယ်ဟုတ်သမားတော်နဲ့ပြတယ်ဒီပြင်တောက်တာနဲ့လည်းပြတယ်မထူးကြလားဟုတ်ဘာကြောင့်မို့လို့ပြသူတို့ပြောတာအကြောက်ကက်ကိုပြောတာပဲအကြောက်ကက်လေစီးကျိုးရောကြောက်ကက်ရောစီးကျိုးလည်းရှိရဲကြောက်ကက်လေကြောက်ကက်ကိုထိခိုက်တယ်ပေါ့အဲ့လိုလားကြောက်ကက်ဒီနဲ့ထိခိုက်နေပြီထိခိုက်နေပြီအဲ့လိုပြောတာဒါပေမဲ့ဆေးတောင်းရင်းနဲ့ပိုးဆုံးဟုတ်ပြီအဲ့ရောဟိုဟာလေအစောပိုင်းကာလတွေပေါ့အစောပိုင်းလက္ခဏာတွေကဘာတွေကျုံရလဲဆိုတော့ဆေးကန်းတွေကိုမသွားခင်ဆေးရုံတွေကိုမသွားခင်လေဆေးရုံတွေကိုဘာတွေဝေဒနာတွေကျုံရတာခြေောက်တွေထုံနေကြိုက်တယ်ချီစစ်ကလေးတွေပေါ့အဲ့လေးကြိုက်ပြီးတော့နောက်ပိုင်းကျတဖြည်းဖြည်းခြေောက်တယ်လေးလာတာဟုတ်လေးလာတယ်အကျော်တွေတက်တယ်ဟုတ်တဖြည်းဖြည်းကျနောက်ကျရောင်းလာခြေောက်တွေရောင်းလာမျက်နှာတွေမျက်နှာရောရောင်းလာမျက်နှာရောရောင်းချောင်းလေးရောင်းလာဟုတ်ပြီအဲ့လိုရောင်ရနေပြီဆေးပြရင်တလားနဲ့ဆိုမသက်တာဘူးပြလာနေတာဆေးကတိုင်းဆေးလားတိုင်းဆေးမဟုတ်ဆရာမအင်္ဂလိပ်ဆေးတွေပြအခြားဆေးပညာပေါ့တိုင်းကျွန်တော်ဗမာဆေးမဟုတ်ဘူးเนาะအခြားဆေးပညာနဲ့ဆေးကမ်းမှာပြရနော်ဗမာဆေးလုံးဝမစားတော့တာမစားသေးဘူးအဲ့ဒီဟုတ်တယ်မစားသေးဘူး
အဲ့ရနေပြီးမှဒီမရလေးလာလိုက်တော့ဓမ္မရ ECG ဆွဲလိုက်တော့ကြောက်ကဆေးရဓမ္မရ ECG ဆွဲတွေးစစ်medical check up လုပ်တာပေါ့ကြောက်ကဆေးရမှာတဲ့ကြောက်ကဆေးရမှာကြောက်ကဆေးရမယ်လို့သတ်မှတ်တာဟုတ်သူကကြောက်ကဆေးရမယ်ဆိုသူကတစ်ပတ်ကို3ချိန်ဆေးမှာတစ်ပတ်ကို3ချိန်ဟုတ်တယ်တစ်ပတ်3ချိန်ဆေးမှာဆိုတော့ငွေရင်အားနဲ့တက်ကိုလည်းမလိုက်နိုင်ဘူးလေဟုတ်ကဲ့ကဲဆိုမောင်ကတိုက်ရင်ဆေးစီကနေတိုက်မလိုက်တော့ဒီကိုညှို့လိုက်တာပဲအဲ့မှာဆေးရစီကိုဆေးရုံကဒီစိတ်ဝင်တောင်းလိုက်တာဆေးရုံစိတ်ဝင်တောင်းပြီးဆေးရစီတန်းလာဆေးရုံကနေကျွန်တော်ဒီမန်လေးမြစ်ကိုတန်းလာခဲ့တန်းလာခဲ့ပြီးဆရာပေးတဲ့ဆေးတောင်းလိုက်တာနောက်တစ်လကြာတော်တော်လေးထူးခြားတာပဲတက်လာတော့တောက်ပြလိုက်မှာပေါ့ဆရာအဲ့တော့ဟောပေါ့အစောပိုင်းကာလတွေကခုနပြောလို့ရားတယ်စီးကျူလက္ခဏာတွေပေါ်တယ်ခန္ဓာကိုယ်တွေရောင်းတယ်မောတယ်ကြွက်တွေတက်တယ်နော်အဲ့ဒီကနေမှဟိုစီကန်းကိုပြရင်းနဲ့မှကြောက်ကဖြစ်တယ်ဆိုတာသိလိုက်ရတာပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ကြောက်ကပျက်စီးတော့ပေါ့ကြောက်ကဆေးရမယ်လို့တတ်မှတ်ခံတဲ့အချိန်မှာဒါမြင်တဲ့စိတ်ခံစားမှုဘယ်လိုရှိလဲစိတ်ခံစားမှုတော့ဝင်နေတာပေါ့ဝင်နေတာပေါ့ကိုကလည်းမတည့်တာတွေစားခဲ့တာတွေရောလေကိုဖြစ်ရတာပဲဆိုတော့ဘာကြောင့်မလို့အဲ့ကြောက်ကဖြစ်တယ်လို့သိပြီလေကိုနားလည်ထားကိုနားလည်ထားတော့ဆရာရဲ့သူတို့ဆရာတွေဆရာဝန်တွေပြောတော့စီယိုကနေပြီးတော့စီယိုသေးဒေသထားပြီးတော့အစားများတော့ကြောက်ကဘက်ကိုပြည့်စည်ပါတယ်ဟုတ်ကဲ့စီအစားများလို့ပြောတာဟုတ်ကဲ့စီယိုက10နှစ်ရှိပြီ15နှစ်တော့သိတာကိုသိတာက10နှစ်လောက်ရှိပြီပေါ့ဟုတ်တယ်သိတာသွားတစ်ချောင်းရှိတော့ကြွကြပါပါလေစီယိုက